အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လွယ်ကူရိုးရှင်းပြီးမက်ဆီကန်အစားအစာတစ်ခုဖြစ်တဲ့ street taco ကိုလုပ်ပြမှာဖြစ်ပါတယ်။ပါဝင်တဲ့ပစ္စည်းတွေကတော့ပစွန်ပါမယ်၊ဆလတ်ပါမယ်၊ဘာဂါဆော့ပါမယ်၊တမယာသီးနည်းနည်းနဲ့ lettuce ပါမယ်ဖြစ်ပါတယ်ခင်ဗျာ။ပြီးတော့ chipotle salsa ထပ်ပြီး sour cream တို့လိုပါမယ်ခင်ဗျာ။အရင်ဆုံးဆလတ်ကိုဘာဂါဆော့နဲ့နေပါမယ်။ဇုံလေးတွေကိုအလဲခွဲထားပါမယ်။ထပ်ပြီး garlic လေးကိုနုံလုံးစစ်ထားပါမယ်။တဲဟုတ်ပေါ်ကို top back လေးအပူပေးထားပြီးတော့စက်သွန်ဖြူလေးကိုကြော်ပါမယ်ခင်ဗျာ။ကိုတော့ top back လေးကိုတဲဟုတ်ထည့်ပြီးတော့အချိန်နဲ့စောင့်ပြီးတော့ကျွန်တော်တို့စက်သွန်ဖြူလေးကိုကြော်ပါမယ်။နည်းနည်းလေးအယောင်မတူတူရပုံစံလေးဖြစ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့chipotle salsa နဲ့ sour cream ပေါင်းပြီးတော့ထည့်ကြော်ပါမယ်ခင်ဗျာပြီးလို့ရှိရင်တော့စားလေးနည်းနည်းထည့်ပါမယ်ထပ်ပြီးပစုံပေါင်းထည့်ပါမယ်ခင်ဗျာပစုံကနည်းနည်းလေးညှိုးလိုက်တာနဲ့ကြက်ပြီဆိုရဖြစ်တဲ့ကြောင့်မလို့အယောင်လေးကိုအယောင်နေမြဲမြဲအယောင်လေးရပြီဆိုတာနဲ့ပစုံကိုခြာပါမယ်ဖြစ်ပါတယ်ခင်ဗျာတာကိုဖြစ်တဲ့အတွက်ကြောင့်မလို့စော်ကွန်းသုံးပြလိုပါမယ်စော်ကွန်းကိုတာကိုအရွယ်စားဖြတ်ပြီးတော့ကျွန်တော်တို့ gray board တင်ပါမယ်ခင်ဗျာကျွန်တော်ကတော့ဒီမှာရှိရပုံစံခွက်ကလေးနဲ့ကျွန်တော်တာကိုဝိုင်းလေးကိုဖြတ်လိုက်ပါတယ်ပြီးရင်စီနဲ့ကြော်ပါမယ်စီနဲ့ gray board တင်ပြီးတော့စော်ကွန်းလေးတွေပျော့သွားပြီဆိုလို့ရှိရင်တော့အရသာ2မိန်နဲ့ street taco လေးရရှိပါပြီခင်ဗျာကျွန်တော် channel လေးကို like